Okay အားလုံးပဲကျွန်တော်က Leo ပါဆိုတော့ဒီနေ့တော့ကျွန်တော်တို့ cosmetic product design လေးတခုကျွန်တော်ဆွဲမယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ background လေးရင်ဆုံးဆွဲထည့်ထားတယ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ product လေးကိုဆွဲထည့်မယ်ပြီးရင်တော့အရှိကနေမှဒီမြက်ခင်းလေးရာလေးနှစ်ခုလောက်ပေါ့နော်အဲ့ layer လေးကိုပဲကျွန်တော်ပြန်ပွားပြီးတော့နှစ်ခုလောက်ကျွန်တော်ပြန်ပြီးတော့ထည့်တယ်ဒီ product design ကကျွန်တော်နည်းနည်းလေး nature vibes လေးပါအောင်လို့ရိုးရိုးရှင်းရှင်းပဲပေါ့နော်ကျွန်တော်တို့ဒီအနောက်ကဒီမြက်ခင်းလေးနဲ့အရှိကမြက်ခင်းလေးပဲကျွန်တော်သုံးထားတာပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်သုံးသွားတဲ့ product လေးတွေကsource ကနည်းနည်းလေးပဲ3ခုလောက်ပဲရှိတာပေါ့နော်အဲ့တော့ကျွန်တော်ကမြက်ခင်းလေးကိုရှေ့ကကောင်လေးကိုကျတော့ကျွန်တော် Gaussian blur လေးနဲ့ဝါပြီးတော့အနောက်မှာရှိနေတဲ့ background ကိုကျတော့ကျွန်တော်တို့ quick mask selection လေးသုံးပြီးတော့အပေါ်ပိုင်းလေးကိုပဲဒီ bokeh blur လေးလည်းပါကျွန်တော် camera blur လေးပဲသုံးလိုက်တယ်ပေါ့နော် okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော် layer တစ်ခုချင်းစီကိုကျွန်တော် color လေးအရင်လိုက်ညှိမယ်အဲ့တော့ color ညှိနေတော့ကျွန်တော်တခုပြောစရာရှိတာအခု January 6 ရက်နေ့ကြာလို့ရှိရင်ကျွန်တော်ရဲ့ online class အတန်းတင်လေးစဖို့ရှိတယ်ကျောင်းသားလည်း10ယောက်ပဲလက်ခံပါဆိုတော့တကယ်လို့ကိုက design ကိုအခြေခံနေပြီးတော့စနစ်တကျနဲ့ဒီလုပ်ငန်းကိုဝင်နိုင်တဲ့အထိတင်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ online class လေးကို page ဒီ message box ကနေပြီးတော့လာပြီးတော့ mail လို့ရတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီproduct လေးရဲ့ share လေးပြန်ပြီးတော့ချချင်တာဖြစ်တဲ့အတွက် share လေးချပြီးတော့ကျွန်တော် account လေးကိုဒီမြက်ခင်းထဲမှာထည့်ထားတဲ့ပုံစံလေးဖြစ်သွားအောင်လုပ်လိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ color လေးတွေနည်းနည်းပါလိုက်ပြီးတော့ adjust လုပ်တယ်ပြီးတော့ lighting လေးတွေ adjust ပြန်လုပ်တယ်ပြီးတော့နောက်ကနေ blur လုပ်ဖို့လိုနေတဲ့ကောင်လေးဆိုရင်ကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ blur ရပါတော့ပထမ blur ထားတော့တိတ်ပြီးတော့စိတ်တိုင်းမကြလို့ပြီးတော့ထုံးစံတိုင်းပဲ lighting လေးနည်းနည်းပြန်ပြီးတော့ short product လေးပို့ပြီးတော့ပေါ်လာအောင်လို့ပေါ့နော်ဒီနေရာမှာကျွန်တော်ကနောက်ခံရလဲအဖြူအောင် product ကလည်းအဖြူအောင်ဖြစ်နေတော့မနှဲပေါ်အောင်လို့ခွဲထုတ်လိုက်ရတယ်ပြီးတော့ကျွန်တော်တို့ဒီတိတ်ရွက်လေးထဲမှာလွင့်လာတဲ့ပုံစံလေးပေါ့နော်အကောင့်လေးကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ထည့်တယ်ပြီးတော့ကျွန်တော်မလိုချင်တဲ့နေရာလေးရောဒီ lasso tool လေးသုံးပြီးတော့ပဲကျွန်တော်ပြန်ပြီးတော့ဖြတ်လိုက်တယ်ပေါ့နော် okay အဲ့ဒါပြီးတော့ဒီတိတ်ရွက်လေးကိုကျွန်တော်ကmotion blur လေးထည့်မယ်ပေါ့နော်ဒါလေးတိုင်းနေတဲ့ပုံစံလေးဆို motion blur လေးနည်းနည်းထည့်မယ်အဲ့ဒါပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့ overall lighting ပြန်ပြီးတော့ထည့်တာ overall lighting လေးကျွန်တော်တို့ပြန်ထည့်မယ်အဲ့တော့ overall lighting ကလည်းထည့်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ design ကဘယ်လောက်ပဲကောင်းတယ်ပဲပြောကျွန်တော်တို့ရဲ့ source တွေက online ကနေရှာထားတာဖြစ်တဲ့အတွက်ဒီ blur sorryတစ်ခုနဲ့တစ်ခု match ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာ overall lighting လေးတစ်ခုရှိဖို့လိုတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ထုံးစံအတိုင်းပဲ typography လေးပြန်ပြီးတော့ထည့်တယ် typography မှာတော့ကျွန်တော်တို့ product မှာပါတဲ့စာလေးပဲ the ordinary ဆိုတဲ့ကောင်လေးကိုပဲကျွန်တော်ပြန်ပြီးတော့ထည့်ထားတာပေါ့နော် okay အဲ့ဒါပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီအမြဲတမ်းမပါမဖြစ်အောက်ကနေတော့ bottom text လေးတော့ပြန်ပြီးတော့ထည့်တယ်ပေါ့ဗျာအဲ့တော့ design မှာလည်း balance ဖြစ်သွားသလိုကျွန်တော်တို့ဒီ typography သဘောအရစာလေးပါနေလို့ရှိရင်ပို့ပြီးတော့ကိုယ့်ရဲ့ design ကကြည့်လို့လှတယ်လို့ခံစားရတာပေါ့နော် okay အဲ့တော့ကျွန်တော်တို့အခုဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့စာလေးနည်းနည်းပပပြန်ပြီးတော့ adjust လုပ်တယ်typography လေး light ထည့်တယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော် finalize color လေးပြန်ပြီးတော့ချိန်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့အခုဒီမှာ finalize color လေးနည်းနည်း adjust လုပ်တယ် finalize color လည်းချိန်မှုလိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ product ကmatch ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီ finalize color လေးချိန်ပေးမှာပဲပို့ပြီးတော့လှမှာပေါ့နော်အဲ့တော့ finalize color လည်းချိန်ပြီးသွားပြီဆိုရင်ဒါကတော့ final design လေးပါအဲ့တော့အဆုံးထိကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video နဲ့ပြန်တွေ့ရအောင်မယ် see you guys